နော်လမ်းပြောင်းနေတဲ့လူငယ်တွေအတွက်အကြံဉာဏ်လေးပေးချင်ပါတယ်ဘာလို့ဘာကန်ရမှန်းမသိဘူးဖြစ်နေတဲ့လူငယ်တွေအတွက်အကြံဉာဏ်လေးပေးချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့စာအုပ်နံပါတ်1အနေနဲ့စာများများဖတ်ပါစာဖတ်ခြင်းဟာကိုချစ်ခင်လာသလိုဘဝရဲ့တိုးတက်လမ်းကြောင်းမှုအမှန်မဟုတ်ရောက်ရှိစေပါတယ်ဘာလို့ဘာကန်မလဲဆိုတာကိုဆုံးဖြတ်ပေးပါတယ်နံပါတ်2ဘာလို့ဘာကန်မှဖြစ်နေမှန်းမသိတဲ့လူငယ်တွေအတွက်မိမိဖြစ်ချင်တဲ့အရာကိုစာအုပ်နဲ့ပေါ်ပင်နဲ့ချရပါအဲ့လိုချရလိုက်တဲ့အခါမှာစာအုပ်နဲ့ပေါ်ပင်နဲ့ချရလိုက်ခါမှာတစ်မျိုး2မျိုးမက10မျိုးလောက်ဒီဖြစ်နေလဲကိစ္စမရှိဘူးဆိုတာကဘာလို့လဲဆိုတော့အဲ့ဒီအရာတွေကိုတစ်ခုချင်းပြန်လဲအကျိုးအကြောင်းအဆိုးအကောင်းတွေပြန်လဲစဉ်းစားပြီးတော့ကိုယ်နဲ့အနီးဆက်ဆုံးအရာတစ်ခုကိုရွေးချယ်လုပ်ကိုင်ပါအဲ့လိုတေချာစဉ်းစားပြီးပြီဆိုလို့ရှိရင်လောက်ရဲတဲ့တတိမိုးရမယ်လောက်ရဲတဲ့တတိမိုးရမယ်ငွေကြီးကအဓိကမဟုတ်ဘူးလောက်ရဲတဲ့ခြေလမ်းအဓိကဘာလို့လဲဆိုတော့ကဘာကျော်ဆောင်အများစုမှာစတင်မှုခြေလမ်းကအခက်ခဲဆုံးပဲဗျငွေကြီးကအဓိကအခက်ခဲဆုံးမဟုတ်ဘူးစတင်လောက်ကင်လို့ရှိရင်ငွေကြီးဆိုတာနောက်ကအော်တိုလိုက်လာလိမ့်မယ်ဒီကလောက်ရဲတဲ့စိတ်ရှိဖို့ပဲလိုတယ်လောက်ရဲရင်တဖြည်းဖြည်းအောင်မြင်လာလိမ့်မယ်လှုပ်ဖြစ်အောင်လုပ်လိုက်ပါလူငယ်ကိုကျွန်တော်ပြောချင်ပါတယ်ကျွန်တော်အကြံပြုချက်ကတော့ကိုဖြစ်ချင်တာကိုစာအုပ်နဲ့တည်တည်ချာချာချရည်ထားပါချရည်ပြီးတစ်ခုချင်းပြန်လဲသုံးသက်ပါပြီးရင်တင်ပွားတဲ့ရလက်ကောင်းတစ်ခုရစီရမယ်လို့ကျွန်တော်အာမခံပါတယ်လက်တွေလှုပ်ကြည့်ပါ